ပြင်ပြီးလို့ရှင်ဒီမှာရချိတ်ကဖြုတ်လို့ရပြီရရဲ့လေးပေါက်များ1 2 3 4ဒီပေါက်များမှာရှက်ကောချိတ်ပြီးသွားလို့ရှိရင်ဒီကျန်တဲ့ကွင်းကတပေါက်တတိုင်းနဲ့ထိုးရမယ်တပေါက်တတိုင်းဆိုရှက်ကောထိုးရမယ်နော်ဒီတစ်ဖက်ကိုပဲယူပြီးတော့ရှက်ကောလေးအတိုင်းလေးတွေထိုးရမယ်ဒီတော့ဒီမှာရှက်ကော33ခုထိုးလိုက်ပါ33ခုထိုးလိုက်လို့ရှိရင်ဒီမှာ1 2 3 4ခုပို့မယ်နော်4ခုပို့တာကိုဒီမှာဒီနားနေပြီးတော့ဒီဘက်ကလိုပဲဒီမှာဒီကွင်းလေးလိုပဲလုပ်ဖို့အတွက်ဒီဘက်မှာချိန်9ခါထိုးပါ1 2 3 4 5 6 9ထိုးပြီးသွားလို့ရှိရင်ခုနအတိုင်းပဲနော်ခုနအတိုင်းပဲဒီကနေ4ပေါင်းမြောက်ကိုထိုးမယ်1 2 3 4 4ပေါင်းမြောက်မှာချက်ကောနဲ့ပြန်ချိန်